လူတွေသိမသိကြသေးတဲ့ Sculptra treatment ဆိုတာဘာလဲ Sculptra ဆိုတာကနိုင်ငံတကာမှာ internationally နာမည်ကြီးပြီးသားနာမည်ရပြီးသား brand ဖြစ်တယ်သူကတော့ biosimilar treatment ပေါ့ biosimilar treatment ဆိုတာကြတော့ခန္ဓာကိုယ်မှာကိုယ့်ရဲ့မျက်နှာမှာပေါ့သဘာဝအလျောက် collagen ထွက်တဲ့နှုန်းကိုအစာပေါင်းများစွာထွက်အောင်လှုံ့ဆော်ပေးနိုင်တဲ့နောက်ဆုံးပေါ် treatment တစ်ခုဖြစ်တယ်ဒါကတော့နောက်ပိုင်းလူတွေတော်များသိပြီးသားပေါ့နာမည်ကြီးနေပြီးသားနာမည်ရပြီးသား treatment တစ်ခုဖြစ်တယ်ဒီ biosimilar treatment ထဲမှာမှတော့ brand ပေါင်းများစွာရှိရတဲ့ထဲမှာဒီ Sculptra brand နဲ့ပတ်သက်တဲ့အသားချက်တွေကိုဒေါက်တာကဒီနေ့ sharing လုပ်ပေးသွားမှာပေါ့နော် Sculptra ကသူ့ထဲမှာ PLLA လို့ခေါ်တဲ့ polylactic acid နဲ့ဖွဲ့စည်းထားတာဖြစ်တယ်ပေါ့အဲ့ဒီအတွက်သူက collagen ထွက်နှုန်းအားကိုအစာပေါင်းများစွာထွက်အောင်လှုံ့ဆော်ပေးနိုင်တယ်သူရဲ့ result ကtreatment လုပ်ပြီးတော့2လ3လမှာစပြီးတော့တည်တာရယ်အဲ့ကနေမှ10ပေါ့နော်တစ်နှစ်2နှစ်လောက်ထိရေရှည်လှနေစေရဲ့ effect ကိုရတယ်ပြောမယ်ဆိုတော့ treatment တစ်ခါလုပ်ပြီးတော့2နှစ်လောက်ခံနဲ့2နှစ်လောက်လှစေရဲ့ long term result ကိုရစေရပါတော့ပြီးတော့သူက filler ထိုးထားသလိုပေါ့တချို့တစ်ခါတလေကြာရင်ပေါ့ filler ထိုးတဲ့ခါကြာရင်အရင်ပြည့်တင်းနေတဲ့ခံစားချက်တွေ look ပေါ့အဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့ဒါပေမဲ့ဒီ Sculptra biosimilar treatment ကတော့သဘာဝကျကျလေးပဲနှုတ်နေစီမှာပေါ့ပြည့်တင်းတဲ့ look လေးရစေတယ်ပို့ပြီးသဘာဝဆန်တဲ့အလှအောင်ရှာတယ်ပေါ့နော်ပြီးတော့သူကရေဓာတ်လည်းဖြည့်ပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာဆွဆွအီလေးနဲ့မျက်နှာကြည်စေတယ် glow စေတယ်နောက်တစ်ချက်ကတော့ Sculptra treatment ကကိုယ့်ရဲ့မျက်နှာအသားရည် skin texture ကိုကောင်းသွားစေတယ်ပေါ့နော်အဲ့တော့ချွေးပေါက်ကျနေရဆိုတိတ်လေးဖြစ်သွားစေတယ်2နှစ်3နှစ်လောက်ပြန်နှုတ်သွားတယ်လို့မျိုးပေါ့ baby skin baby face လိုမျိုးလေးပြန်ဖြစ်သွားစေတာပေါ့နော်Sculptra ကဒီမျက်နှာမှာပေါ့ပါချိုက်နေတဲ့ဥစားရေးဆိုလို့ရှိရင်လည်းပြပြတင်တင်လေးနဲ့ပြပြပူပူလေးလာသွားစေရပေါ့နော်မျက်နှာသားရဲ့အီဂျာနီယာရဲ့စက်ကင်တွေကိုလည်းပြတင်စေတဲ့ effect ကိုရစေတယ်မျက်နှာမှာမဟုတ်ဘူးသူကလက်ကလေးတွေရော်ရဲနေရဆိုလို့ရှိရင်လက် Sculptra နဲ့ကုသလို့ရတယ်ပေါ့နော်မျက်နှာသားရဲ့လက်အဲ့ဒီအပြင်ကိုလဲပင်းပေါ့လဲပင်းသားရဲ့ရော်ရဲနေရတွေကိုလည်း Sculptra နဲ့ကုသလို့ရတယ်နောက်ဆုံးကတော့ဒီတင်ပါပေါ့လုံးလုံးလေးဖြစ်ချင်တဲ့သူတွေဆိုလို့ရှိရင်လက် Sculptra treatment ကိုလုပ်လို့ရတယ်ပေါ့နော်မြန်မာနိုင်ငံမှာရှိရဲ့ aesthetic ဆရာဝန်တွေကမက internationally worldwide aesthetic ဆရာဝန်တွေကဘာ recommend ပေးရဖြစ်တဲ့အတွက်ဘေးဥပမရှိ side effect မရှိပဲတဘာဝကြကြလေးနှုတ်ပြချင်တာဆိုရင်တော့ Sculptra biosimilar treatment ကိုလုပ်ဖို့ဒေါက်တာက recommend ပေးပါတယ်ဒီ Sculptra treatment နဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့စိတ်ထဲမှာဒေါက်တာတို့နဲ့လာရောက်ဆွေးနွေးလို့ရတယ်လို့ patient messenger မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေနဲ့နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ကြမယ်နော်